screen time ကိုထိန်းချုပ်ဖို့ဖုန်းသိမ်းစရာမလိုပါဘူးဒီနည်းလမ်းလေးကိုသုံးကြည့်ပါမိမိတို့ရေဒီဘက်ခေတ်မှာကလေးတွေဖုန်းနဲ့ထွေဆွဲနေတာဟာမိဘတိုင်းရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာတစ်ခုဖြစ်လာပါတယ်ကလေးကဖုန်းမရရင်ထမင်းမစားတာကြီးကြတာမျိုးတွေဖြစ်နေပြီလားဒီနေ့မှာတော့ကလေးကိုစိတ်မဆိုးစေပဲဖုန်းကြည့်ခြင်းကိုဘယ်လိုစနစ်တကျရှော့ချမလဲဆိုတဲ့နည်းလမ်းတွေကိုမျှဝေပေးသွားမှာပါပထမဆုံးနည်းလမ်းကတော့မိမိတို့ကိုယ်တိုင်နမူနာကောင်းပြဖို့ပါကလေးရှိမှဖုန်းကိုအလွန်ကျွံသုံးနေမယ်ဆိုရင်ကလေးကလည်းအတုမြင်အသက်တင်မှာပါပဲကလေးနဲ့အတူရှိနေချိန်မှာဖုန်းကိုအဝေးမှာထားလိုက်ပါမိဘတွေကဖုန်းမသုံးပဲကလေးကိုအချိန်ပေးတာဟာအထက်ရောက်ဆုံးတင်ကြားမှုပဲဖြစ်ပါတယ်ဒုတိယအချက်ကတော့ကြည့်ချိန်ကိုတိတိကျကျသတ်မှတ်ပေးဖို့ပါခဏပဲကြည့်လို့ပြောမဲ့စား15မိနစ်ပဲကြည့်မယ်လို့အချိန်မဆက်ဓမ္မလေးနဲ့သတ်မှတ်ပေးပါအချိန်ပြည့်ခါနေရင်ကြိုတင်အတိပေးထားခြင်းဖြင့်ကလေးကဖုန်းပေးရမယ့်အချိန်ကိုစိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်နိုင်သွားပါလိမ့်မယ်တတိယအချက်ကတော့ဖုန်းထက်ပိုပြောစရာကောင်းတာတွေနဲ့စားထိုးပေးဖို့ပါဆေးရောင်ချေတာအယုတ်ဆက်တာဒါမှမဟုတ်အပြင်ထွက်စော့ကစားတာမျိုးတွေလုပ်ပေးပါကလေးကတခုခုမှစိတ်ဝင်စားနဲ့အာရုံရောက်နေပြီဆိုရင်ဖုန်းကိုတတိယတော့မှမဟုတ်ပါဘူးစတုထအချက်ကတော့အိမ်ထဲမှာဖုန်းမသုံးရမည့်နေရာတွေသတ်မှတ်ထားပါဥပမာထမင်းစပွဲဝိုင်းနဲ့အိတ်ခမ်းထဲမှာဖုန်းလုံးဝမကြည့်ရဘူးဆိုတဲ့စီကံလေးထားလိုက်ပါဒီလိုလုပ်ခြင်းဖြင့်ကလေးဟာအစားစားချိန်မှာအစားကိုအာရုံစိုက်တက်လာပြီးအိတ်ဆက်ချိန်မှာလည်းအုံနောက်ကိုအနားယူစေပါတယ်ဖုန်းဆွဲနေတာကိုပြုပြင်ဖို့ဆိုတာတရက်ထဲနဲ့မရပါဘူးမိမိတို့အနေနဲ့စိတ်ရှိရှိနဲ့ဒီဇိုင်းမမတ်စူးစမ်းပေးဖို့လိုပါတယ်တင့်ကလေးရဲ့အနာဂတ်ဉာဏ်ရည်နဲ့စိတ်ကျန်းမာရေးအတွက်ဒီနေ့ပဲစတင်လိုက်ရအောင်တော့ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင်တငယ်ချင်းမိမိတွေကိုလည်း mention ခေါ်ပြီး share ပေးလိုက်ပါဦးရေးသားဖန်တီးသူရဲရင်အောင် baby care